ညိုကီဟာနွားတကောင်ကိုတစ်ဖက်ကန်းကူးဖို့လှီတင်ပေးခဲ့တဲ့ဒါပေမဲ့အဲ့ဒီနွားဟာလှေပေါ်မှာပဲမစင်စွန့်ချခဲ့တဲ့နွားချေပုံကြီးကိုမြင်တော့ညိုကီလည်းဆေးဖို့ရေခက်လောင်းလိုက်တယ်အဲ့ဒီနွားချေပုံဟာရေနဲ့ထိလိုက်တာနဲ့ရွှေတုံးတွေဖြစ်သွားတာပါပဲညိုကီလည်းအန်အိုသွားပြီးရွှေတွေကိုကောက်ယူပြီးနွားနှုတ်ကိုအပြေးလိုက်ပါတော့တယ်ဒါပေမဲ့နွားကအယမ်းမြန်လွန်းလို့ဂူတစ်ခုထဲမှာပျောက်ကွယ်သွားပါတယ်ဂူပေါက်ကကျင်းလွန်းတော့အထဲကိုဝင်လို့မရခဲ့ပါဘူးဒီလိုနဲ့အိမ်ပြန်ပြီးဇနီးနဲ့တိုင်ပင်ပါတော့တယ်မိမရေရွှေကြီးပါတဲ့နွားကြီးကိုတွေ့ခဲ့တယ်ဟေ့အခုအဲ့ဒီနွားကဂူးထဲဝင်သွားပြီးဂူပေါက်ကကျင်းလီလို့ငါဝင်မြဖွနေတာလို့အော်ပြောလိုက်တယ်သူ့မိမကလည်းသူ့အကိုကိုပါခေါ်ပြီးဂူးကိုတူးဖို့အကြံပေးပါတော့တယ်သူ့အကိုကလည်းဓာတ်ကိုချတော့ဒီနွားကိုဒါမိရင်တော့တစ်သက်လုံးထိုင်စားလို့ရပြီဆိုတာသိလိုက်တယ်ဒါနဲ့ပဲပေါက်ပြားကိုပြားတွေယူပြီးတောင်ပိုးကိုအပြေးသွားကြတာပေါ့ညိုကြီးတဲ့သားကတော့ဒါတွေကအကြောင်းရင်းမရှိပဲရလာတဲ့ပတ်စံတွေမို့လို့မလုပ်ကြပါနဲ့လို့တားပေမဲ့နားမထောင်ခဲ့ကြပါဘူးဂူကရောက်တာနဲ့တူးကြတော့တာပဲဇနီးတွေကလည်းသူတို့ဖိုက်စားမဆိုးလို့အိမ်ပြန်ပြီးထမင်းဟင်းတွေချက်ပြုတ်ပေးတယ်6နာရီလောက်ကြာတဲ့အထိမြေကြီးတူးနေပေမဲ့ဂူဘောက်ကတော့မူလအတိုင်းပဲကျင်းနေတော့မှာပဲသူလည်းအထဲကိုအတင်းတိုးဝင်ကြည့်တယ်ဒါပေမဲ့ဝင်လိုက်တိုင်းညက်နေခဲ့တယ်အဲ့ဒီနေ့ကစပြီးညီကူနီးလောက်ဟာလေလဲမလို့မားလည်းမဖမ်းတော့ပဲချမ်းသာခြင်းစောနဲ့ဂူဂူပဲနေ့တိုင်းတူးနေကြတော့တယ်တနေ့ထက်တနေ့စင်းရင်လာတယ်လို့ဇနီးရဲ့စိတ်ရှင်နိုင်ဆွဲဟာလည်းကုန်ခန်းလာပါပြီတနေ့မှာတော့အကိုကပြောတယ်ဒီနွားဟာနဲ့နွားပဲဖြစ်ရမယ်ငါတို့ကိုလှေကမပေးရသေးလို့ကျေးဇူးဆက်တဲ့အနေနဲ့ရွှေတွေပေးခဲ့တာဒီနေရာကထွက်သွားတာကြာတော့ပြီဒါပေမဲ့ညိုကီကတော့နွားကခိုးထဲမှာရှိနေသေးတယ်ဆိုပြီးညင်းနေတော့မယ်အဲ့ဒီအချိန်မှာသူ့သားကနွားကကျေးဇူးတည်တတ်တယ်ဒါပေမဲ့အဖေတို့ကလောဘစော်တက်ပြီးရွှေရဖို့ပဲကြိုးစားနေရကမှားနေတယ်လို့ပြောလိုက်တယ်ဒီစကားကသူတို့ကိုအတိတရားဝင်သွားစေခဲ့ပါတယ်မိမိရဲ့လှုပ်အားနဲ့ရှာဖွေရရှိတဲ့ပတ်စံကသာအစ်စ်မှန်ဆုံးနဲ့အားအကိုရဆုံးဆိုတာကိုသူတို့နားလေသွားကြပါတယ်အဲ့ဒီနောက်မှာတော့သူတို့တိုးတာကိုရက်လိုက်ပြီးတာမန်ဘဝကိုပြန်သွားကြတယ်ညိုကီကလည်းနေ့တိုင်းငါးဖမ်းထွက်ပြီးငါးတွေအများကြီးရလာတယ်လို့အကိုကလည်းစိုက်ဖြူရေးကိုပဲလုပ်ခဲ့တယ်စောင်းဦးရာဒီရောက်တဲ့အခါမှာတော့စပားတွေအထွတ်နှုံးကောင်းခဲ့တာပေါ့နောက်ဆုံးမှာတော့ကိုယ်တိုင်စူးစမ်းအားထုတ်နေတဲ့ချမ်းသာကြွယ်ဝပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်သွားကြပါတော့တယ်